真的老累，真的老表，我这比你说，奶奶嘛吃没讲呢，奶奶嘛没说俺那个但是两个没拿来了，哎呀个罗耶，没说话的米三木well，你吃饱熬那着，你妈的米三木well熬那着。သမီးလေးဘာစားမလဲရေခဲတုတ်ပဲစားမယ်ကဲပိုင်ရေကျမကိုလေရေခဲတုတ်တစ်ခွက်စုံစီးထည့်နော်ရမယ်စုံစီးထည့်ပေးနော်ပိုင်ဟုတ်ပါပြီရှင်ပိုင်ဟိုသမီးကိုလည်းရေခဲတုတ်လေးတစ်ဝဲလောက်ပေးပါလားအမေလာလို့ရှိရင်ပြတ်ပေးမယ်နော်အော်အေးတပည့်ယူသွားလေဟုတ်ကျမတို့ကတော့လေအမေလာမှပေးမယ်အဖေလာမှပေးမယ်မဟုတ်ဘူးငါသမီးလေးစားခြင်းလေတစ်ခွက်မဟုတ်10ခွက်လောက်စားလို့ရတယ်အမေတကယ်ပြရနော်ကေဘောသမီးရဲ့你把啥表啊？把啥表出来？哎，你困难了哇你？我这没理啊，没那么白没路，表干嘛？你呀，俺说要赔了嘛，没了嘛，这嘛咱们有差别是？你怎么了？俺怎么有来没表了嘛了？这都没那么八路了，俺来我不我过年些啊？干嘛？你是俺表了，背后要个是俺对了，俺我真的老累，真的老表，俺这没理说，奶奶嘛吃没讲呢，奶奶嘛没说俺那个但是两个没拿来了。你不要这么把老钱拿来，把老钱拿来，拿上来，လူဘာတော်ဝါရတောင်းမတိမအားလုံးပြောင်းထားမယ်ငါကိုစိတ်တလောက်ဆောင်းအားလို့ရတယ်နော်ငါသမီးကိုနန်းနန်းမဖြစ်လို့မတန်နဲ့ငါနဲ့အသက်ချင်းလဲပလိုက်မယ်နားလဲလားသမီးမငိုနဲ့ငါသမီးရှင်းမှာအမေတယောက်လုံးရှိတယ်နော်ဟာလာမီးလားအမေဟေးစီးသွားအောင်လို့လားအေးသွားရောက်တော့မယ်သမီးဟောစီးသွားမယ်ဆိုသမီးကိုမဖိုးပေးခဲ့ဘူးလေဟောအေးဟုတ်တာပဲကြက်သမီးလေးဟုတ်အော်မေဈေးကပြန်လာလို့ရှိရင်လေဟိုသမီးကိုမလာရှမ်းကောက်လေးဝယ်ခဲ့ပါလားအိမ်မှာအမေထမင်းနဲ့ဟင်းတွေချက်ထားတယ်လေသမီးရဲ့ထမင်းနဲ့ဟင်းလေးပဲစားလိုက်ပါလားအမေကလည်းထမင်းဟင်းပန်းနေတိုင်းစားနေရရိုးနေပြီလေသူများသားသမီးတွေလည်းမလာရှမ်းကောက်လေးတွေစားနေကြတယ်အမေကသမီးလည်းပါစပ်ပါလေမလာရှမ်းကောက်လေးစားချင်တာပေါ့သမီးကိုတစ်ခါလောက်တော့ဝယ်ကျွေးပါနော်အမေပြီးရငါသမီးတက်အမေဝဲလာမယ်နော်ဟုတ်အဲ့ဆိုညလိုက်ခဲ့နော်အမေအမေထမင်းကြပြီလားဘာဖြစ်လဲတော့သမီးရဲ့ဘာဖြစ်လဲထမင်းကြပြီလားဩကြက်ခံနေပြီအမေလေးကိုဈေးရပြန်လာမှချက်လို့အခုဆူရမယ်အမေကပြောလိုက်အမေကအဲ့လိုကြီးပဲဟိုမှာမိခိုင်တို့အိမ်မှာလည်းနေလေစားစားနေကြပြီသမီးရဲ့ပိုက်ဟောင်းလုံးပဲပြန်လာတာခုဒီမကြနိုင်သေးဘူးလားသမီးရဲ့အမေဈေးရပြန်လာတာနည်းနည်းလေးနောက်ကျသွားလို့အခုချက်နေပြီဟိုကြက်ခံနေပါပြီသမီးရဲ့နော်အဲ့လိုဘာချက်တာလဲဒီနေ့ဟိုဟာလေဟိုကြောက်ကြော်နဲ့ငပိရေချိုလေးနဲ့လာပြန်ပြီအဲ့ကြောက်ကြော်နဲ့ငပိရေတို့စီကလူလဲလေကြိုင်ကြောက်ရောက်ပေါက်တော့မယ်တခါတလေလဲစက်သားလေးပါလေပြောင်းချဖို့အစီအစဉ်မရှိဘူးလားအမေတို့လဲအေးပါသမီးရဲ့အေးပါအမေဈေးသိရောင်းမကောင်းလို့ပါဈေးရောင်းကောင်းတဲ့ကြိုင်သမီးစားတင်တဲ့ကြက်သားကိုချက်ပေးမယ်နော်သမီးနော်ပြီးရောအမေအဲ့လိုကြီးပဲဗိုက်စာနေမြဲချက်တော့မမအေးမမဟောဆိုရင်ဘာတွေဖြစ်နေရလဲမမသမီးနဲ့ဟောအေးထုံးစံအတိုင်းသူဗိုက်စားလာတာမချက်သေးလို့ပြီးတော့နေတိုင်းကြက်ဥရွယ်ချက်နေလို့ပြဿနာရှာနေတာမမနော်ဈေးလဲရောင်းရသေးတယ်ချက်ပြုတ်လဲကျွေးရသေးတယ်အဲ့လောက်ထိအလိုမလိုက်နဲ့နော်မမဒုက္ခရောက်လိုက်မယ်ဩ तू ကဖားတစိုးလေးဆိုတော့ဒီလိုပေါ့အေးမအေးကိုຫນွယ်ဆိုးဆိုတာပါအေးမမဒုက္ခရောက်မယ်နော်အဲ့ဒီဆိုင်အဲ့လာပြီးအန်တီကဘာလာပြောနေလဲဟမ်အမေနဲ့သမီးနဲ့ဆိုင်မှာအန်တီဘာမှဝင်ပါကြအကြောင်းမရှိဘူးနော်ကို့အကြောင်းကိုပြအန်တီမွေးဟိုက်သမီးမဟုတ်ဘူးအခုပြောအောင်လေလူချုပ်ဟိုမဆိုးရအမေကလည်းဘာဖြစ်နေရလဲငါတောင်းပါမှာလေမဆိုးရနော်ရပါတယ်မမမျက်နှာနဲ့တဲကြီးခံလိုက်မယ်ဒါနဲ့ကိုသမီးတို့ကိုစုံမထားနော်မအေးပါအန်တီသမီးမဟုတ်လာမပြောနဲ့နောက်လက်ထားမပြောနဲ့အမေလည်းကြက်တတိချာနေတော့သမီးကြောက်ပြသမီးလုံးဝမကြိုက်အဲ့ဖွားရနောက်တစ်ခါအိမ်မခေါ်နဲ့သမီးအဲ့လို
မပြောရဘူးလေဟုတ်တော့ဒုက္ခပါပဲတမီဆမအောင်လားဟမ်တမီဆမအောင်လားလို့အောင်နေဆမအောင်ရမေအဲ့ဒါကအိုက်နေလောက်တာမရညို့တော့သွားတာဝမ်းသာလိုက်တာတမီဝမ်းသာလိုက်တာငါတမီလည်းလာတော့ရမ်းတော့ပြောလိုက်တာရဲ့အရာကရောရဲ့မဟုတ်တော့ပါတမီဆမအောင်နှစ်ချစ်မအောင်နဲ့တော့ကျမသမီးစာမဝဲအောင်နဲ့တော့ဒီချစ်မအောင်နဲ့ အဲ့လိုဒီမအောင်နေပါနဲ့အမေရဲ့တမီးရှစ်တယ်မှာသူကြီးကြားကုန်ပြီ ဘာလို့ချစ်ရမှာလဲကိုသမီးအောင်လို့ဂုံယူလို့ပြောတာလေရှက်စရာမဟုတ်ပါဘူးဟဲ့ငါသမီးဘာလို့ချင်လဲပြောစမ်းအမေဝယ်ပေးမယ်ဘာလို့ချင်လဲပြော ဟုတ်ဘာလို့ချင်လဲဆိုလို့ဟိုတမီးကလေငကက်လေးမရှိတော့လေစိတ်ငကက်လေးတော့လိုချင်နေအမေရဲ့ဒီနေ့လေမိခံအောင်လဲလို့သူ့မေကစိတ်ငကက်လေးဝယ်ပေးတာတမီးတွေ့လိုက်တယ်ဟိုအဲ့ဒါလေတမီးတက်ကတော်တက်တဲ့ခါကျရင်လေစိတ်ငကက်လေးနဲ့တက်လို့ရရင်တိတ်ကောင်းပါပဲအမေရဲ့တိတ်တိတ်လေးဆိုလေရတယ်အမေရဲ့ စိတ်တက ဟုတ် ဝယ်ပေးမှာပေါ့သမီးရဲ့ဝယ်ပေးမှာပေါ့ဟိုဒါမဲ့အခုတော့မဟုတ်သေးဘူးသမီးရဲ့ဟိုသမီးဖွဲရအောင်ကြိုးစားနော်ဟိုသမီးဖွဲရလို့ရှိရင်လေစိတ်နှကတေးသေးလေးမဟုတ်ဘူးအမေကလေအကြီးဝယ်ပေးနိုင်အောင်ကြိုးစားမှာအဲ့သမီးဖွဲရတဲ့နေကြလို့ရှိရင်လေသမီးကစိတ်နှကအကြီးပန်းဘွဲဝတ်စုံကြီးနဲ့လေအမေကဟော့ဒီလိုသမီးလက်ကိုချိတ်ပြီးတော့လို့မိမင်းကြီးဓာတ်ပုံရိုက်ပြီးတော့ချိတ်ထားခြင်းနာသမီးရဲ့နော်အမေကြိုးစားမယ်သမီးလေးပန်းနိုင်အောင်လို့အမေကြိုးစားမယ်နော်ကြီးစိတ်နှကအကြီးပန်းစေမယ်နော်သမီးနော်အမေဂရိပေးပါတယ်သမီးရဲ့အမေဂရိပေးပါတယ်သမီးရဲ့နော် အိမ်မအမေကလေ စိတ်ချသမီးငါသမီးဖွဲယူတဲ့နေကြရင်လေစိတ်နှကအကြီးပန်းတိုင်အောင်လို့အမေကြိုးစားမယ်ဂရိပေးတဲ့သမီးအမေဂရိပေးပါတယ် ကျောင်းမှာဘာရည်တင်းရလဲဆိုအမေကိုပြောတော့အမေကတိမှာမလို့လားမင်းနေရအောင်ပြေးပါပဲ ဒါနဲ့နေမင်းလည်းအင်္ဂလန်မှာဆိုနေ့ကိုဒီလို brand အိတ်တွေမပို့ပေးဘူးလား ပို့ပြီးပါရဲ့တကယ်ကြီးရဲ့ငါနှမျောလို့မတုံးတာသမီးတက်နေရတက်ကတူကြောင်တက်နေရတော့အမေတို့စီရောက်တယ်လို့မျိုးတွေတောက်အကျွေးစားဆိုပြီးလုံးလို့မရဘူးအမေဘာမှလည်းမသိစိတ်ကုန်လိုက်တာ